PSG နဲ့အာဆင်နယ်ဘယ်သူချန်ပီယံဖြစ်မလဲစနေနေ့ညပွဲကြိုအထူးသုံးသက်ချက် Sport ပရိသတ်များအားလုံးမင်္ဂလာပါဒီနေ့မှာတော့စနေနေ့ညမှာရှင်ပြန်ကစားတော့မဲ့ PSG နဲ့အာဆင်နယ်အသင်းတို့ရဲ့ချန်ပီယံလိဗိုလ်လုပွဲစဉ်ကိုသုံးသက်တင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်ဒီပွဲဟာတိုက်စစ်အားကောင်းတဲ့အသင်းနဲ့ခံစစ်အားတန်တဲ့အသင်းနှစ်သင်းရဲ့ပြိုင်ဆိုင်မှုလို့ပြောရမှာပါဘာလို့လဲဆိုတော့ PSG ဟာ pure attacking ကစားတာပါ pure attacking ဆိုတာအားလုံးလည်းကြားဖူးကြမှာပါအကောင်းဆုံးတိုက်စစ်ဟာအကောင်းဆုံးခံစစ်လို့ဆိုလိုတာဖြစ်ပါတယ်တိုက်စစ်ကဂိုးသွင်းနိုင်နေတဲ့မရှုံးမှုဆိုတဲ့အယူဆပါဒါကိုဥပမာပေးရရင်ချက်စီကိုနှစ်ကြော့ပေါင်း8ဂိုးလီဗာပူးကိုနှစ်ကြော့ပေါင်း4ဂိုးဘိုင်ယန်ကိုနှစ်ကြော့ပေါင်း6ဂိုးတွင်းယူနိုင်ခဲ့တဲ့ PSG ရဲ့တိုက်စစ်ကတော့တကယ်ကိုကြောက်ခမန်းလိလိပါပဲမနေ့ကချန်ပီယံလိဗိုလ်လုပွဲမှာလည်းခံစစ်အားကောင်းလာပါတယ်ဆိုတော့အင်တာမီလန်ကိုတော့ 5-0 နဲ့အနိုင်ယူပြနိုင်ခဲ့တာပါအာဆင်နယ်ကလည်းဆက်လက်ပွဲဆက်ရှုံးပွဲမရှိစံချိန်နဲ့အတူဗိုလ်လုပွဲကိုတက်လန်လာတာဖြစ်ပါတယ်အဲ့လိုရှုံးပွဲမရှိချန်ပီယံလိယာဒီကိုဖျက်တမ်းနိုင်ခဲ့တာကစုစုပေါင်း6တင်မဲ့ရှိခဲ့တာပါအာဆင်နယ်ခံစစ်ကချန်ပီယံလိမှာပေးကိုမဲ့6ပွဲရယူထားနိုင်ပါတယ်ဒါကြောင့်လက်ရှိအာဆင်နယ်ရဲ့ခံစစ်မှာကြောမှုကြောင့်ဒီပွဲမှာအာဆင်နယ်ကခံစစ်ပိတ်ပြီးတော့ PSG ရဲ့တိုက်စစ်ကိုဟန်တာဖို့စူးစမ်းလာမှလို့အများစုကတွက်ဆကြမှာပါဒါပေမဲ့လည်းအာဆင်နယ်ခံစစ်ဘလောက်ပိတ် PSG ကတော့သူတို့ရဲ့ပုံစံတိုင်းဂိုးများသွင်းနိုင်ဖို့အဓိကစူးစမ်းလာမှာပါတော့အများစုထင်ထားသလိုဂိုးနဲ့တော့မလားဒါမှမဟုတ်အပြန်လန်တွင်းဂိုးတွေနဲ့ဂိုးမျိုးတော့မလားဒီပွဲစဉ်အတွက်အကြိုက်ဆုံးတပွဲကောင်းရွေးချယ်မှုတော့ Sport ရဲ့ Telegram Channel မှာတီးတန့်တင်ဆက်ပေးထားပါတယ် Channel ကို join ပြီးတော့အခမဲ့ရယူနိုင်ပါတယ် join ဖို့အတွက်လည်း comment မှာ link ချပေးထားပါတယ်ဒီပွဲစဉ်ပေါ်ညီကိုတို့ရောဘယ်လိုမြင်ကြလဲ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ